ဝတ်သားနဲ့နှင်းဖက်ရှင်နဲ့ရှက်တာမိုက်တယ်ဝတ်သားနေမယ်မိုက်တယ်မိုက်မိုက်ဟယ်လိုဘာမှမစပါဒီနေ့ဘာလဲဆိုလို့ရှိရင်ဝတ်သားနဲ့နှင်းဖက်ရှင်နဲ့ရှက်တာမိုက်တယ်လက်ကြည့်ဝတ်သားနဲ့မရှင်ပြပေးမယ်နော်တန်းနဲ့မရှင်ပြပေးမယ်ဒီကဒင်းရင်ဒီပေါ့ Okay so ဒီနေ့ဝတ်သားနှင်းဖက်ရှင်ရဲ့ဒင်းရင်ဒီစာမတော်မိုက် so ဝတ်သားကအီရဲ့နှင်းဖက်ရှင်ကကြတော့ကျင်းစက်တဲ့ဆိုတော့အရင်လိုက်ဖက်ပါတယ်ဗျဝတ်သားနဲ့နှင်းဖက်ရှင်တွေကဒါတော့ပထမဆုံးစစားဦးတာပေါ့တော်ကောင်းတယ်လို့ပြောမယ်နမကနော် OMG မြန်မာမင်းလေးဆိုင်မှာဝတ်သားနဲ့မရှင်ပါရရပြီတော်ကောင်းတယ်ဒါပါရတယ်ဝတ်သားနေမယ်မိုက်တယ်မိုက်မိုက်ဘာလို့ကောင်းဘယ်လိုပြောမလဲအီလေးမီဘူးဗျာညမိုက်တယ်တော်တော်ဝတ်သားရဲ့နေမဲ့လို့ဒီခုဒီတော့စားလိုက်တာပထမဦးဆုံးပဲစားဘူးတာပေါ့လေကောင်းတာတော့တော်တော်လေးကောင်းပါတယ်ဗျာဘာစားကြည့်ဖို့ဖိတ်ခေါ်ပါတယ်တော့ဒီလိုမျိုးဝတ်သားနဲ့ဖက်ရှင်လို့မျိုးကျွန်တော်တူတူစင်းစင်းလေးစားရနေလို့ရှိရင်ကျွန်တော် OMG ကိုဒီရလိုက်ပါ OMG မှာလာရသုံးဆောင်ဖို့လည်းဖိတ်ခေါ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်